အခုကက်ကြီးနဲ့ဘီးနဲ့ညှက်တဲ့ပုံစံလေ့ကျင့်ပါဗောနော်ဘီးကတော့ဒီလိုပုံစံလေးကနော်အသွားလေးပေါ်မှာလက်ညှိုးတင်မယ်ဘီးရဲ့ကြောပေါ်မှာလက်မလေးထူတိုင်းကျန်တဲ့လက်ကလေးကိုွေးထားပေးရတယ်နော်ပြီးရင်ဘီးနဲ့လက်နဲ့တူလေးလက်ဒီလိုပုံစံလေးတော့စပင်ရှင်းမယ်ဒီကောင်ကညှက်စပင်ရှင်းမယ်ညှက်ဒီလက်ကဝိတ်ကြတောက်လျှောက်ကြည့်ဒီလိုကြီးကင်လာပြီးအသေးလိုက်လှည့်စရာမလိုနော်လက်ညှိုးလက်မလေးဒီလိုလေးနော်အဲ့ဒီကိုွေးတာလေးလေးကျင့်ညှက်မယ်ကက်ကြီးနဲ့ဘီးနဲ့တန်းနေအောင်ညှက်မယ်1 2 3 4ပြန်ပြီး1 2 3 4ပြန်ပြီး1 2 3 4ဒီမှာလေ့ကျင့်တဲ့အချိန်မှာ1 2 3 4ဆိုလို့လေ့ကျင့်တကယ်အဲ့ဒါညှက်လို့ရှိရင်1ချက်2ချက်3ချက်လောက်နဲ့လည်းပြီးတာရှိတယ်တခါကျရင်စပင်ပါလို့ရှိရင်2ချက်လောက်နဲ့လည်းပြီးတာရှိတယ်စပင်ရမ်းထွင်တော့3ချက်4ချက်လောက်တော့ညှက်တာပေါ့နော်အဲ့လိုပုံစံလေးပြီးတော့ကိုယ့်ဘက်ကိုနည်းနည်းလေးစောင်းထားပြီနော်1 2 3 4ပြန်ပြီး1 2 3 4ပြန်ပြီး1 2 3 4ဒါနံပါတ်1နံပါတ်2နှစ်ထင်တောင်လေးကိုစောင်းလေးပါမယ်ဒီလို2ချက်လောက်ပဲဒီနေရာကြတော့ပြီးရင်ဒီဘက်နောက်ဆိုရင်နောက်ဆိုရင်အောက်ခြေကနေပြီးတော့အပေါ်တက်မယ်ဒီနေရာမှာတော့အချက်ရည်မရှိတော့ဘူးအောက်ကစပင်အထူပါးပေါ်မှာမူတည်ပြီးတော့ညှက်နော်ဒီလိုပုံစံလေးဒီအပေါ်မှာညှက်ခဲ့တဲ့နေရာဒီပါမယ်အဝိုက်ကလေးနော်နေရွက်ကိုအရင်ဘီးနဲ့မထောက်စေပြီးရင်နံပါတ်4ဆိုရင်နံပါတ်1ကနေပြန်စမယ်1 2 3 4ပြန်ပြီးမယ်1 2 3 4ဘီးကိုငြိမ်နေအောင်ကြိုင်ရမယ်နော်1 2 3 4ဘီးအတွားလေးတွေကိုယ့်ဘက်ကိုစောင်းထားရမှာနော်အဲ့တဲ့ဘက်ကိုစောင်းလို့မရအောင်ဒါနံပါတ်4ပြီးရင်နံပါတ်5ဒီနဲ့ထင်တောင်လေးကို2ချက်လောက်ပဲတော့1 2 3အဲ့ဒီလို2ချက်ဆိုရတယ်နော်ပြီးရင်နံပါတ်6ဘယ်ဘက်နာအပေါ်ကနေပြီးအောက်ကိုဆင်းမယ်1 2 1 2 1 2 3 4ပြန်ပြီး1 2 3 4ပြန်ပြီး1 2 3 4 1 2 3 4ဒီပုံစံလေးဒီနှစ်ဖက်ပြီးမှအနောက်ကိုညှက်အနောက်ကိုညှက်အဲ့ဒီကောင်းလေးနည်းနည်းလေးငုံပြီးတော့မှအောက်ခြေနော်1 2 3 4 1 2 3 4ပြန်ပြီး1 2 3 4အနောက်ကိုညှက်တဲ့အချိန်မှာအဲ့ဒီမတ်နေလို့ရှိရင်တို့နောက်ကညှက်ရတာအဆင်မပြေဘူးအဲ့ဒါအဲ့ဒီကောင်းလေးကိုနည်းနည်းငုံပြီးဆိုလို့ရှိရင်ခါလေးနည်းနည်းညှို့ပြီးတော့မှဒီလိုညှက်နော်ပြီးရင်ဘီးလေးဆက်သွား1 2 3 4 1 2 3 4ပြန်ပြီးဒီဘက်1 2 3 4ပြန်ပြီး1 2 3 4ပြန်ပြီး1 2 3 4နော်အဲ့လိုပုံစံလေးညာဘက်ပြီးမှဘယ်ဘက်ပြီးတော့မှအနောက်ကက်ကြီးညက်လေးချင်းနဲ့ပုံစံလေးနော်ဟုတ်ပြီ